အားလုံးပဲမင်္ဂလာပါရှင်မေဖူဒီညောင်ဘလော့ကနေကြိုဆိုပါရဲ့ရှင်ခုမြင်တွေ့နေရဲ့ဘလော့လေးရပါတော့မေတို့ရဲ့မိတ်ဆွေလိုလည်းဖြစ်တဲ့မိသားစုနေနဲ့လည်းခင်မရင်းနှီးကြတဲ့တန်းစင်ကျဲကျွေးရမေတို့တငယ်ချင်းမိသားစုလေးရဲ့ကုသိုလ်တစ်ခုပဲဖြစ်ပါရဲ့ရှင်အခုမြင်တွေ့နေရဲ့ဖရားလေးရတော့ပေါ့နော်တန်းစင်ကျဲကျွေးရတောင်ဘက်မှာရှိရဲ့မြသိန်းတန်ကျောင်းတိုင်းရှင်းမနာဖရားရဲ့ရွှေတပိတ်စွန်းတို့ပေတရားတော်နာတွေဖြစ်ပါရဲ့ရှင်ဒါကမေရဲ့အသီးပေါ့နော်မေဦးလေးဦးစောတို့28နှစ်ပြည့်ပေါ့နော်အလူပွဲလေးတစ်ခုပဲဖြစ်ပါရဲ့ရှင်ဘလို့အလူပွဲလေးဆိုတော့သူတို့လွန်ခဲ့တဲ့28နှစ်ကအလူပွဲကြီးကျင်းပခဲ့တဲ့နေလေးကိုနှစ်စဉ်နှစ်တိုင်းပေါ့နော်ခုလိုမျိုးလေးအလူပွဲလေးအနေနဲ့ဒီစွန်းတပိတ်ပေါ့နော်ဘုရားတပိတ်စွန်းတရားတော်နာကိုနှစ်စဉ်နှစ်တိုင်းမုံငါကျွေးကုသိုလ်လေးယူခဲ့ပါတယ်ရှင်အခုမိနဲ့တူတူပေါ့နော်တရားနာလေးဆက်လက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်ကိုင်းလူကြီးတွေလည်းတရားနာလို့ပြီးသွားပြီဆိုရင်တော့မိုးဟင်းငါကျွေးကုသိုလ်လေးယူမဲ့အတွက်ကြောင့်မိုးဟင်းငါကျွေးဖို့ရန်အတွက်မေတို့ကခုမိုးဟင်းငါဘက်ကလေးကိုဖွာထားပါရဲ့ရှင်ကိုကတော့ coffee blog ကိုညက်ကိုရဲ့ငါရဲ့ဦးလေးရဲ့တန်တန်ဆိုရဲ့မလေးကိုင်းဒါလေးရတော့ပေါ့နော်မေတို့တငယ်ချင်းတော့တရားနာပြီးရဲ့လူတွေကိုခုလိုမျိုးစပြမွန်တုံလေးတွေကမ်းလို့ရအောင်မေတို့ကပေါ့နော်ဒါအစင်တဲ့ဒီမိုးဥပဝါမှာစောင့်နေရင်းနဲ့စကားလက်ဆောင်လေးတွေကြားနေရပဲဖြစ်ပါရဲ့ရှင်ကိုင်းခုလူကြီးတွေကတရားနာလို့ပြီးသွားပြီဆိုရင်တော့မေတို့ကဒီစပြမွန်တုံလို့ခေါင်းလျှော်ရီတို့လို့ဝေကန်းကြရပေါ့နော်စပြမွန်တုံဆိုလဲဒါဦးလေးဦးစောတို့အန်ဒီနွဲတို့ကကန်းတာပေါ့နော်ဒီခေါင်းလျှော်ရီတို့ဆိုလဲလီလီတို့ကကန်းတဲ့အတွက်ကြောင့်မေတို့ကဒါဝိုင်းဝင်ပြီးတော့လောအားဒါနာအဖြစ်ခုလိုကူညီပြီးတော့ကန်းပေးရပဲဖြစ်ပါရဲ့ရှင်ဒီလိုတရားနာပြီးဒီလိုကန်းပြီးသွားပြီဆိုရင်တော့ဒီအန်ဒီရီတော်တော်လေးမမရေးရတော့ပေါ့နော်မိုးငါစားဖို့ကြွားရောက်ပေးပါမယ်ဖြစ်ပါရဲ့ရှင်တော့ရတလေးရဲ့အခုလိုမျိုးကုတူပွဲလေးတွေအလူပွဲလေးတွေဆိုရင်ခန်းသားပဲဖြစ်ဖြစ်အချင်းချင်းလေးပဲလှုပ်လို့ပေါ့နော်အရန်ကိုပျော်စရာကောင်းတဲ့ဒလေးရိုးရာလေးနဲ့အညီလှုပ်လိုက်ကြတဲ့အတွက်ကြောင့်မေကတော့ဒီကြေးရွာလေးမှာအရန်ကိုပြုံးမွေ့နေပါရဲ့ရှင်ခုတော့ဒါရွာသူရွာသားရဲ့အကုန်လုံးအန်ဒီရဲ့တရားနာသူအများလုံးကိုခုလိုမုံငါကျွေးကုတူလေးယူလက်ကြဖြစ်ပါရဲ့ရှင်ဒါကတော့အလူရှင်ဖြစ်တဲ့ဦးလေးဦးစောပဲဖြစ်ပါရဲ့ရှင်တန့်စင်ကျဲကျွေးရွာတိရမနေရဲ့ဦးလေးဦးစောပဲဖြစ်ပါရဲ့ရှင်ဒါလေးကတော့ဒီအလူရဲ့အလူတာကာမဖြစ်တဲ့အန်ဒီနွဲ့နွဲ့အေးပဲဖြစ်ပါရဲ့ရှင်ကျောင်းသားဆိုရှီရကိုတိုးရောတကယ်ကတော့မရိုက်ပါနဲ့ဆိုတော့တကယ်ရိုက်မှာခုလည်းမောင်မုန်းကကောင်းလားဟမ်ဟုတ်လားကောင်းလားတဲ့အများကြီးအတူမင်္ဂလာတောင်ကြရိုက်မှတူနှခမ်းနေဆိုမေးရဲ့ခုလိုမျိုးကြေးရွာတလေးရဲ့ဘလော်လေးကိုအစာဆုံးတိကြည့်ရှုပေးသူများအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်နောက်မေးဘလို့ဘလော်လေးလာအောင်မလဲဘလို့မျိုးလေးတွေဆက်လက်ပြီးတော့ချက်ပြုတ်စားတောင်းမယ်ဆိုတာလဲထောင်းမြောက်အားပေးကြည့်ရှုပေးပါအောင်ရှင်နောက်မေးရဲ့ဘလော်လေးမှာပြန်လည်ဆုံးတွေ့ကြမယ်နော်အားလုံးပဲတတာ